စိတ်တော်မရှိနဲ့ညီကိုလိုပဲမင်းမယ်ခင်ဗျားမကောင်းတဲ့ကားတွေကြည်လားလို့မှတ်ထားမကောင်းတဲ့ကားကိုကြည်တာကစိတ်ပိုင်းဆိုင်ရာပဲညှဉ်းညူးသွားတာမဟုတ်ဘူးကိုယ့်ရဲ့အကြည့်ထဲကနေဝိညာဉ်ဆိုးကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲဝင်ပြီးတော့ညှဉ်းညူးသောဝိညာဉ်ဆိုးကဝင်လို့ရတယ်လူရဲ့ပတင်းပေါက်ကပါလဲမျက်စိလို့ကျမ်းစာပြောထားတယ်အဲ့ဒီပတင်းပေါက်ကနေစာတန်ဝင်လာလို့ရတယ်ညင်ညူးသောနတ်ဝင်လာတယ်ညင်ညူးသောနတ်ဝင်သွားတယ်ဆရာကိုယ်တိုင်ကမကောင်းတဲ့ကားကြည့်ပြီးတော့မှတရားဟောနေတယ်အဲ့ဒီအသင်းတော်ဘယ်လိုလုပ်မလဲကျော်စိတ်မကောင်းဆရာမှာ unclean spirit ရှိလို့ဆရာ depression ဖြစ်နေတာဆိုတော့သူ့ရဲ့ consequences သူ့ရဲ့အကျိုးဆက်တွေကျွန်တော်ပြန်ကြည့်တဲ့ချိန်မှာကျွန်တော်တွေ့ရတဲ့အရာတစ်ခုကအဲ့ဒီအရာမကောင်းတဲ့ကားကြည့်လို့ပဲဒီကိစ္စတွေဖြစ်စေတာဆရာမကောင်းတဲ့ကားကြည့်လားဆရာသူအော်ပြီးတော့ကျွန်တော်ခမရဘယ်လိုသိတာလဲတဲ့ဒီနေ့အဲ့လောက်လူငယ်တွေထဲမှာအဲ့ဒါကိုအပြစ်လို့မယုံတဲ့သူတွေအများကြီးရှိတယ်ဖယားရှိလူရှိလက်မထပ်ပဲနဲ့အဲ့ဒီအမှုရာတွေကိုအဲ့ဒါတော့ငါယူမဲ့မိမပဲငါအိတ်တာဘာဖြစ်လဲဆိုတော့စာတန်လက်စားထားတာလက်တလုံးကြားလေးလက်စားထားတဲ့ညီကိုမောင်နှမတို့လက်ထပ်ချင်းမင်္ဂလာဆိုတာအင်္ဂလိပ်လိုဆိုရင် holy matrimony လို့ခေါ်တယ်တန်ရှင်းသောလက်ထပ်ချင်းမင်္ဂလာဆောင်ယူခြင်း holy matrimony စဉ်းစားကြ holy matrimony လူမှာပဲလက်ထပ်ချင်းရှိတာအာဒံနဲ့အေဝါဖယားကိုယ်တိုင်အေဒင်ဥယျာဉ်ထဲမှာတေးတေးချာချာကောင်းကြီးပေးပြီးတော့မှများပြားစွာမွေးဖွားကြလောလို့ကောင်းကြီးပေးပြီးတော့မှလွတ်လိုက်တာပေါင်းသိစေတာခင်ဗျားတို့ခရိယာမပြောနဲ့ဗုဒ္ဓဘာသာမှာတော့မှယောက်ျားနဲ့မိန်းမအတွဲလေးခိုးပြေးလာတာအဲ့ဒီအိမ်မှာတညခဏဝင်တဲသွားတယ်ပြီးတော့မှနောက်တစ်မြို့ပြန်ပြေးတယ်နောက်တစ်နေ့မနက်စောကြီးထပြီးတော့အဲ့ဒီအဖွားကြီးဗုဒ္ဓဘာသာအမျိုးသမီးကြီးအဲ့ဒီအိမ်ကိုတယော်နဲ့ကင်မွန်းကျင်ရွက်နဲ့ကင်မွန်းသီးနဲ့တယော်နဲ့အဲ့ဒီအိမ်လုံးကိုဆေးချတယ်ဘလို့ဆေးချလဲတလားဆေးနဲ့ပါဇက်ကလည်းပြောနေအမင်္ဂလာတွေထွက်ဒီနေ့အသင်းတော်တွေမှာမတရားသောမေထုံရှိနေရင်အဲ့ဒီအသင်းတော်ကောင်းကြီးမဖြစ်ဘူးအိမ်တောင်တွေမှာမတရားသောမေထုံရှိနေရင်ခင်ဗျာဘလောက်လှုပ်လို့အဲ့ဒီအိမ်တော်ကောင်းကြီးမရှိဘူးလူငယ်တွေငါဘာသာငါမားတာဘာဖြစ်လဲနို့ခမရအဖေမေပါထိခိုက်တယ်ဒီကိစ္စခမရမောင်နှမတွေပါထိခိုက်တယ် why လူမပြောနဲ့ယုံကြည်သူဆိုဖယားသားသမီးတွေဖြစ်ရနဲ့ဖယားရှိလက်မထပ်ပဲနဲ့အတူတကွအိတ်တာကတရိစ္ဆာန်ပဲ why ဘာလို့လဲကျွန်တော်ပြောပြမယ်တရိစ္ဆာန်မှာလက်ထပ်ခြင်းမင်္ဂလာမရှိဘူးလူမှာပဲဖယားထားပေးတာလူကိုကြတော့တန်ဖိုးထားလို့ထားပေးတာလူကတန်ဖိုးကိုမထားချင်ဘူးတွေ့တာနဲ့ကောက်အိတ်ပလိုက်တယ်ရည်စားဖြစ်ပြီဆိုတာနဲ့ဆွဲအိတ်ပလိုက်တယ်ခမရတရိစ္ဆာန်ပဲနွားတီးနဲ့နွားမကသူတို့အတူတူနေရှင်လို့ဖယားเจ้าနဲ့ဝင်လာပြီးလက်ထပ်ပေးပါဆိုတာတခါမှမရှိဘူးခွေးတီးနဲ့ခွေးမဖယားเจ้าနဲ့ဝင်လာပြီးလက်ထပ်ပေးပါလို့တခါမှမရှိဘူးလူမှာပဲရှိတာဆိုတော့လက်ထပ်ခြင်းမရှိဘဲနဲ့ပေါင်းတင်ခြင်းကဘာလဲခွေးတွေနွားတွေပဲကိုတံမိုးကိုမသိလို့ခံနေရတာလူစင်စစ်ကနေတရိစ္ဆာန်ဘဝဖြစ်အောင်လုပ်တာမိန်းကလေးတွေကလည်းနားမလဲဘူးကောင်လေးတွေကလည်းအတင်းပဲလို့ဖြစ်ရင်ပေးလိုက်တယ်ကိုခန္ဓာကိုသူမချစ်တော့မဆိုလို့တယ်ခမရကိုခန္ဓာကိုရမှသူချစ်မယ်ဆိုရင်အုံနောက်နဲ့စဉ်းစားအောင်အဲ့ဒါခမရကိုချစ်တာလားခန္ဓာကိုချစ်တာလားအဲ့ဒီကောင်ကနှာဘူးအဖေမဖြစ်နိုင်ဘူးကောင်းသောဖေသူများသားသမီးကိုတေးသေးချာချာလက်မထပ်ခြင်းပဲနဲ့ပေါင်းတင်းခြင်းနဲ့စိတ်ဓာတ်ငါတို့ညီလေးတွေမှာလုံးဝမရှိပါစေနဲ့လူငယ်တွေကိုယောက်ျားကောင်းပြီးသားမိန်းမကလာတော့ကိုရမညာလာလို့ရင်တော့မှညီမ
မင်းတို့ငါချစ်တယ်မင်းတို့တန်ဖိုးထားတဲ့အတွက်ငါလက်ထပ်ပြီးမှမင်းတို့ငါပေါင်းမယ်အဲ့ဒီအချိန်မှာမိန်းမကဘာဖြစ်သွားမှတက်လားကြည်ညိုစရာကောင်းလိုက်တဲ့ယောက်ျားကွယ်ဒီလိုလူမျိုးမှာငါမရွေးဘတို့ရွေးမှလဲ Come on မိန်းမတွေကလည်းပဲငါခန္ဓာကိုရမှကြိုက်တဲ့ဟာကြီးဘယ်တော့မှယောက်ျားကောင်းမဖြစ်နိုင်ဘူးနှလုံးသားစိတ်ချမ်းကွဲသွားပြီအကွဲခံပြီးမောင်းထုတ်ပလိုက် Come on အာမင်းမလာရဲဘူးနှလုံးသားပြန်ကြီးကွဲသွားပါစေထွက်သွားလိုက်အကောင်းဆုံးယောက်ျားဖျားပြင်ဆင်ပေးလိမ့်မယ် Hey come on ငါကအသက်40ကျော်နေပြီဆိုတော့ယောက်ျားဖိုက်ယူလိုက်ကောင်းငင်လားမသိဘူး No Hey ငါတို့ဖျားကအသက်60ပြည့်မှလဲခလေးမွေးခိုင်းတဲ့ဖျားဖျားသခင်၌ဘယ်တော့မှနောက်မကြဘူးမှတ်ထားဖို့ကတို့ကဖျားမျိုးဖျားနွယ်ဖြစ်တယ်ကိုတန်ဖိုးထားစားခမည်းဘာသာဟာခါမကလို့ဖလားမကလို့ချင်းမကလို့ခမည်းကချင်းမကလို့ခမည်းစော်ဘွားမျိုးမကလို့ဘာပဲဖြစ်ဖြစ်ကျွန်တော်ပြောမယ်ခမည်းကဖျားမျိုးဖျားနွယ်ကိုတိဖျားမျိုးဖျားနွယ်ကိုဘေးနားမှာရှိတဲ့သူပြောလိုက်မမေ့နဲ့တော့တင်ဟာဖျားမျိုးဖျားနွယ်ဖြစ်တယ်လို့